ဝင်ကဆော့ညစော့ကကြည်ဖို့ရဒီတို့လာဖို့တို့သွားနဲ့အလားခံတာမြောင်ရတဲ့စမ်းခေါင်ချီမျိုးဒီကောင်လေးတွေကတော့ကမ်းခြေသွားတိုင်းမှာတွေ့ရတတ်တဲ့ခရုခုမျိုးစုံထဲမှာနေတဲ့ကနန်းတစ်မျိုးပဲဖြစ်ပါတယ်။ Hermit crab လို့ခေါ်ပြီးတော့မြန်မာလူကတော့ဝင်ကဆော့ဆိုပြီးတော့လူသိများကြပါတယ်။ဘာဖြစ်လို့ခရုခုနယ်ထဲမှာနေရတာလဲဆိုတော့ဝင်ကဆော့ကောင်လေးတွေကကိုပိုင်အခွန်မရှိတာကြောင့်ရယ်ပြီးတော့သူတို့ဝမ်ဘိုက်ကလေးတွေကနူးညံ့နေတာကြောင့်ရယ်အန်တရဲကိုခုခံနိုင်စွမ်းမရှိလို့ပဲဖြစ်ပါတယ်။ဝင်ကဆော့ကောင်လေးတွေကအခွန်အယောင်မျိုးစုံရှိပေမဲ့လည်းသူ့ရဲ့တကယ်ခန္ဓာကိုယ်တွေကတော့လိမ်မော်ရောင်နဲ့မျက်လုံးကနက်ပြားရောင်ရှိပါတယ်။မျိုးစိတ်ပေါင်း8000ကျော်ရှိပြီးတော့ဒီတော့ကန်ဆက်ရေဆက်တောင်ပြင်တွေမှာအများဆုံးတွေ့နိုင်ပါတယ်။သူတို့တွေကရေညှိပင်လယ်ရေမော်တွေနဲ့သူတို့စားနိုင်တဲ့အကောင်ငယ်မှန်သမျှကိုစားပြီးတော့အသက်ရှင်ကြပါတယ်။ဝင်ကဆုပ်ကောင်လေးတွေကသူတို့ရဲ့ခန္ဓာကိုယ်အရွယ်ကြီးလာတာနဲ့အမျှနေရတာကြက်လာပြီးတော့ပိုကြီးတဲ့ခရုခွန်တွေကိုပြောင်းရွှေ့နေထိုင်ကြပါတယ်။သူတို့တွေကအကောင်အကြီးဆုံးကနေအသေးဆုံးအထိအစင်လိုက်အင်ဂျီလဲသလိုမျိုးအခွန်တွေကိုလဲသွားတတ်ကြပါတယ်။ဝင်ကဆုပ်ကောင်လေးတွေကပြန်များအဖြစ်ဆယ်စုနှစ်များစွာအသက်ရှင်နေနိုင်ပြီးတော့မျိုးစိတ်ငယ်တွေက3နှစ်ကနေ5နှစ်ချာမျိုးစိတ်ကြီးတွေကတော့အနှစ်20ဒါမှမဟုတ်အနှစ်20နဲ့အထက်အသက်ရှင်နေနိုင်ကြပါတယ်။ကဲဒီဗီဒီယိုလေးမှာတော့ချစ်စရာကောင်းတဲ့ဝင်ကဆုပ်ကောင်လေးတွေအကြောင်းကိုသိပြီးပြီဆိုတော့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်နော်။